မင်္ဂလာပါရှင်ဒီနေ့ကကျတော့၄လပိုင်း20ရက်နေ့ကနေ9လပိုင်း20ရက်နေ့အတွင်းမွေးဖွားတဲ့ထားရက်ရာသီခွေလေးတွေအတွက်၄လပိုင်းတစ်လစာခန့်ကျမအခြေအနေကိုကြည့်ပေးသွားမှာဖြစ်ပါတယ်၄လပိုင်းပထမဆုံးအပတ်ရဲ့energy အရာဒီအပတ်မှာစိတ်ကျဉ်တဲ့ဆရာတွေနောက်ပြီးတော့ပျော်ရွှင်စရာကိစ္စတစ်ခုခုရှိတာမျိုးဖြစ်တတ်ပါတယ်ကိုတကယ်လို့ခြင်းတဲ့အရာတစ်ခုပြေဝလာနိုင်ပါတယ်ကိုစူးချခြင်းနဲ့စိတ်ဖြစ်လာပြီးတော့မှခဏအနားယူခြင်းစိတ်လည်းဖြစ်လာနိုင်ပါတယ်မိတ်ဆွေတွေနဲ့တွေ့ဆုံပြီးတော့ပျော်ရွှင်ရတဲ့အချိန်လေးရလာနိုင်ပါတယ်အလုံးမှာလည်းတင်းငယ်တဲ့အောင်မြင်မှုတစ်ခုကြော်ရနိုင်ပါတယ်စိတ်ပိုင်းဆိုင်ရာတည်ငြိမ်ပြီးတော့ကိုယ့်ဘဝကိုကျဉ်တဲ့နေရာတွေ့ရပါတယ်ပထမအပတ်မှာအရန်ကြိုးစားတာမျိုးမလုပ်ဘဲနဲ့လက်ရှိအရာတွေပေါ်ပုံမတတ်မိုးထားဖို့လိုအပ်ပါတယ်ဒုတိယအပတ်အနေနဲ့ဒီအပတ်မှာကိစ္စအကြောင်းအရာတစ်ခုခုစတင်ဖို့အခွင့်အရေးတစ်ခုဝင်လာနိုင်ပါတယ်မစင်စားရသေးတဲ့လမ်းအသစ်တစ်ခုကိုစမ်းသပ်ကြည့်ခြင်းစိတ်တွေဖြစ်လာမယ်ခရီးသွားခြင်းသို့မဟုတ်အတွေ့အကြုံအသစ်တွေရနိုင်ပါတယ်အန္တရာယ်အနေငယ်ရှိနိုင်ပေမဲ့စိတ်ထဲမှာလွတ်လပ်မှုကိုပုံမူပြီးတော့ခံစားရမယ့်အချိန်ဖြစ်ပါလိမ့်မယ်အတိတ်ကအဆင်မပြေခဲ့တာတွေကိုခြံထားပြီးတော့အနာဂတ်ကိုရှေ့ဆက်ဖို့လိုအပ်ပါတယ်လူသစ်တွေနဲ့မိဖွဲ့ရနိုင်ပါတယ်ဆုံးဖြတ်ချက်ချရာမှာအလွန်အကျွံမတွေးဘဲနဲ့ကိုယုံကြည်မှုထားဖို့လိုအပ်ပါတယ်လေးလပိုင်းတတိယပတ်အနေနဲ့ကျတော့ဒီအတိတ်နဲ့ပတ်သက်တဲ့အရာတွေပြန်လည်ပေါ်လာနိုင်ပါတယ်တငယ်ချင်းဟောင်းသို့မဟုတ်ချစ်သူရည်စားဟောင်းတယောက်နဲ့အဆက်အသွယ်ပြန်ရနိုင်ပါတယ်အမတ်တရကောင်းနေပြန်လည်ထင်ဟပ်လာပြီးတော့မှစိတ်ထဲနှွေးထွေးမှုကိုပြန်လည်ခံစားရမယ်မိသားစုနဲ့ပုံမနီးကပ်ခြင်းစိတ်တွေဖြစ်လာနိုင်ပါတယ်အရင်ကမစတင်ခဲ့ဘူးတဲ့အရာတစ်ခုကိုပြန်လည်လှုပ်ရှင်စိတ်တွေဖြစ်လာမယ်စိတ်ထဲမှာနူးညံ့ပြီးတော့ချစ်ခင်မှုပိုများမဲ့ကာလဖြစ်ပါတယ်လေးလပိုင်းရဲ့နောက်ဆုံးအပတ်အနေနဲ့ဒီအပတ်မှာငွေကြေးပိုင်းသို့မဟုတ်ပစ္စည်းဥစ္စာအပေါ်ကိုပုံမူပြီးတော့မှဂရုစိုက်တတ်လာမယ်။သုံးစရိတ်ကိုထိန်းချုပ်ခြင်းနဲ့စိတ်တွေဖြစ်လာနိုင်ပါတယ်။ကိုယ့်ရဲ့စိတ်လုံခြုံမှုကိုပုံမူပြီးတော့ဦးစားပေးမဲ့ကာလဖြစ်လာနိုင်ပါတယ်။တချို့အရာတွေကိုလက်မလွတ်ခြင်းနဲ့စိတ်တွေဖြစ်နိုင်ပါတယ်။အလုံးမှာလည်းကိုယ့်နေရာကိုထိန်းသိမ်းဖို့ကြိုးစားလာမယ်။တခုခုဆိုလို့ရှိရင်ဒီစိတ်ထဲတယောက်တည်းမျိုးသိမ့်မထားပဲနဲ့လိုအပ်လို့ရှိရင်ဘေးကမိတ်ဆွေတွေကိုမျှဝေဖို့အရေးကြီးပါတယ်။